ချင်းညီကိုရီအားလုံးပဲမင်္ဂလာပါပါเนาะဒါဒီနေ့တော့ပွဲကောင်းလေးတစ်ပွဲရှိတာနဲ့ဒါညီကိုရီအတွက်အဆင်ပြေနိုင်မဲ့ပွဲလေးတစ်ပွဲဖြစ်တယ်ဒါ Manchester United နဲ့ Newcastle ပွဲလေးကိုကျွန်တော်ပုံမှန်တိုင်းပဲအနည်းဆုံးကြည့်အောင်နိုင်ခြေရှိတဲ့အသင်းလေးကိုဒါရွေးချယ်ပေးထားရပါเนาะဆိုတော့ဒါပွဲလေးတွေလည်းပြန်စပြီဆိုတော့ဒါတောက်လျှောက်လဲပွဲလေးတွေများအောင်မှမို့လို့ဒါညီကိုရီအနေနဲ့ Telegram Channel လေးကိုမ join ရသေးရင်ဒါကျွန်တော်ရဲ့ဒါ profile ရဲ့အောက်က link လေးကိုနှိပ်ပြီးတော့ဒါ join ထားပါအောင်လို့ပြောချင်တယ်ဗောနော်အဲ့ဒီမှာကျွန်တော်မောင်းတွဲလေးတွေအပြင်ဒါတပွဲကောင်းလေးတွေလည်းပုံမှန်တင်ပေးအောင်မှမို့လို့ဒါညီကိုရီအနေနဲ့ပုံမှန်တိုင်းပဲဒါမ join သေးရင်ညီကိုရှိ join ထားဖို့အရင်ဆုံးပြောချင်တယ်ဗောနော်ဆိုတော့ဒီပွဲလေးကိုအရင်ဆုံးပြောလိုက်မယ်ကြေးရမိုင်ဝင်ခွင်းကနေပြီးတော့30ရှုံးဒါ6ပေါင်းကြေး3လုံးပေါင်း20ဆိုပြီးတော့ပေါက်နေအောင်တွေးရတယ်ဆိုတော့ဒီကြေးတန်းကမနစ်ကတွေးဆုံမှုဒါကြေးတန်းအရာဆိုရင်ဒါပြင်းတယ်လို့မြင်မိတယ်ဘာလို့လဲဆိုတော့မနစ်ကနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာနယူကာဆယ်ကနေပြီးတော့ဒါတလုံးသေးရဆိုပြီးတော့ဒါအဝေးကွင်းကနေပောက်ခဲ့တာကြောင့်နယူကာဆယ်အိမ်ကွင်းဆိုရင်သေရှုံးပေါင်းမှာဆိုတော့ခုနှစ်ကဒါမန်ယူကကြေးပေးတာဒါမနစ်ကကြေးနဲ့ဆိုင်တော့ပြင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒါပုံမှန်တိုင်းပဲခုနှစ်ပောက်တင်တဲ့ကြေးတန်းနဲ့ဒါပေါက်မယ်ကြေးတန်းကိုကျွန်တော်တို့ပြမယ်ဒီနှစ်သင်းလုံးကဒါအဲဘာတန်နဲ့ကန်ခဲ့ပြီးမန်ယူအိမ်ကွင်းဒါအဲဘာတန်အဝေးကွင်းကန်ခဲ့တဲ့ပွဲမှာမန်ယူအိမ်ကွင်းကနေပြီးတော့တလုံးပေါင်း50ပောက်ခဲ့တာကြောင့်ဒါမန်ယူကအဲဘာတန်နဲ့အခုရသည်မှာဒါပြား100ပို့တာတဲ့အသင်းလို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ပွဲအဲဘာတန်အိမ်ကွင်းဒါနယူကာဆယ်ဝေးကွင်းကန်ခဲ့တဲ့ပွဲမှာလည်းပဲဒါနယူကာဆယ်ဝေးကွင်းကနေပြီးတော့ဒါတေး10ပြားရှုံးပေါက်ခဲ့တာကြောင့်ဒါနယူကာဆယ်ကဂျာကွင်းဆိုရင်တေး60ရှုံးပေါက်မှာဖြစ်ပြီးတော့ဒါအိမ်ကွင်းမှာဆိုရင်နယူကာဆယ်ကဒါတလုံးပေါင်း90လောက်ပေါက်မှာဆိုတော့အခုနှစ်မှာနယူကာဆယ်ကဒါအဲဘာတန်နဲ့ဆိုရင်ဒါပြားအနည်းဆုံးဒါ60လောက်ပို့တာတဲ့အသင်းလို့ပြောလို့ရတယ်ဆိုလိုတာကဒါမန်ယူကနယူကာဆယ်တက်တာပြား40ပို့တာကြောင့်ဒါအိမ်ကွင်းမှာဆိုရင်ပုံမှန်ကြီးဒါမန်ယူကနေပြီးတော့ဒါတေး60ရှုံး80ရှုံးလောက်ကဒါပေးရမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းဒါအဓိကကစားသမားတွေဖြစ်တဲ့ဒါအမ်ဘူမိုအာမတ်တို့လိုအာမတ်တို့ကိုဒါအာဖရိကဖလားအတွက်လက်လွတ်ထားရတယ်ဆိုတာရဲ့ဒါအဓိကကစားသမားဖြစ်တဲ့ဒါဘရူနိုဖာနန်ဒက်ကလည်းဒါရှေ့ပွဲအက်စတွန်ပီလာနဲ့ပွဲမှာဒဏ်ရာကြောင့်ဒါအခုပွဲမှာပါဝင်လာနိုင်ရင်မရှိတဲ့အချိန်တွေမှာမန်ယူအနေနဲ့ဒီပွဲကမလွယ်ဘူးလို့တော့ကျွန်တော်မြင်တယ်ဒါဂိုးမပေးရရေးခန်းသေးဦးစားပေးကစားသွားမှဖြစ်ပြီးတော့ဒါဥကာတေးပါလာမယ်ကွင်းလယ်ကမန်ယူတို့ရုပ်ပြတ်နေအောင်မယ်လို့တော့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒါဥကာတေးတို့တော်တော်ပြင်းတာကိုလည်းဒါညီကိုအားလုံးသိမယ်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒါနယူကာဆယ်ဘက်ကကြည့်မယ်ဆိုရင်တော့ပုံမှန်ကစားနေကြဒါအတိုင်းပဲဒါလူဆောင်တက်ဆုပ်ပါဝင်လာမှာဖြစ်ပေမဲ့သူတို့အသင်းကလည်းဒါအိမ်ကွင်းမှာတလောက်ဒါအဝေးကွင်းဆိုရင်လည်းဒါယုံကြည်ဖို့ခက်ခဲတယ်မန်ယူအနေနဲ့ကလည်းဒါညီကိုတွေဒါအားလုံးသတိထားမိမယ်လို့ထင်တယ်အဝေးကွင်းခြေစွမ်းကောင်းသလောက်ဒါအိမ်ကွင်းဆိုရင်တိုင်ပတ်တယ်ပေါ့နော်ဒါအပြင်ဒါအခုလိုလူအစုံလင်မရှိတဲ့အနေအထားမှာကျွန်တော်ကတော့ဒါနှစ်သင်းသလုံးခံစစ်ဦးစားပေးကစားသွားမှဖြစ်လို့ဒါနှစ်ဖက်သင်းကိုလည်းအလုံးစုံရောက်မှ3လုံးလောက်လိုပဲမြင်မိတယ်ဒါကြောင့်ပဲဒါလူရင်းလိုရှင်းနေပဲညီကိုတွေအတွက်ဒါဒီနေ့တပွဲကောက်ရွေးချယ်မှုလေးအနေနဲ့ဒါ Manchester United ကိုကျွန်တော်ကဒါ goal out လေးရွေးပေးရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒါဒီတင်ရနိုင်လိုက်ပါတယ်ဗျာ